အားလုံးပဲမင်္ဂလာပါဒီ season လေးကတော့ myanmarhouse.com talk show season လေးပဲဖြစ်ပါတယ်ဒီ season မှာဆိုလို့ရှိရင်တော့ myanmarhouse.com နဲ့ပတ်သက်တဲ့ဒီကောင်းစရာတွေနဲ့ပတ်သက်ပြီးတော့ပတ်စင်တင်ဆက်ပေးသွားမယ့် season လေးတစ်ခုပဲဖြစ်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ဒီ myanmarhouse.com ကနေပြီးတော့ထုတ်ဝေထားတဲ့စာအုပ်တွေအကြောင်းနဲ့ပတ်သက်ပြီးတော့ပြပြပေးဖို့အတွက် myanmarhouse.com ရဲ့ magazine editor ဖြစ်တဲ့ဦးအောင်တိုင်ထွန်းကိုဖိတ်ခေါ်ထားပါတယ်ရှင်ဟုတ်ကဲ့အခုမင်္ဂလာပါဟုတ်လားပါကဲဒီmyanmarhouse.com ကနေထုတ်ဝေထားတဲ့စာအုပ်တွေကဆိုရင်ဘယ်နှအုပ်ရှိပြီလဲပေါ့နော်နောက်ပြီးတော့ဘယ်လိုစာအုပ်လေးထုတ်ဝေထားလဲဆိုတာလေးကိုပြပြပေးပါအောင်နော်myanmarhouse.com ကနေပြီးတော့စာအုပ်73မျိုးထုတ်ထားတာပါမဂ္ဂဇင်းပါဝင်ဆိုတော့7ပေါ့လက်ရှိမှာတော့မဂ္ဂဇင်းကတော့ဒါရန်နာထားပါတယ်ကျန်တဲ့ဒီစာအုပ်တွေကတော့ myanmarhouse.com က HMI website ဖြစ်တာနဲ့အညီ HMI နဲ့ပတ်သက်တဲ့တည်ကောင်းစရာစာအုပ်တွေထုတ်ဝေထားတာပဲဖြစ်ပါတယ်အဲ့ဒီထဲမှာHMI နဲ့ပတ်သက်တာကြီးတယ်တော့မဟုတ်ပေါ့အထုပ်ပတ်တိစာအုပ်ရဲ့အောင်မြင်တဲ့လုပ်ငန်းရှင်တွေရဲ့အကြောင်းပါဝင်တဲ့စာအုပ်ရဲ့အဲ့လိုအမျိုးတွေရောပါပါတယ်ဟုတ်ကဲ့အဲ့ဒီမှာပေါ့နော်တချို့စာအုပ်တွေကဆိုတကယ်လဲစိတ်ဝင်စားဖို့လည်းကောင်းတယ်လို့ရောင်းအားလည်းတကယ်မြင်ခဲ့ရအောင်တွေ့ခဲ့ရတယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဒီကဟုတ်ကဲ့တချို့စာအုပ်လေးတွေအဲ့ထက်ကနေကျွန်တော်ကစာအုပ်လေးတွေတချို့ကျွန်တော်ကဟိုပါကောင်းထုတ်ပြီးပြောချင်ပါတယ်ဒီကတော့ဆရာကြည်စိုး IC ရဲ့HMI အပြီးတံပေါ့ဒါလေးရဆိုကျွန်တော်တို့ myanmarhouse.com ကလုပ်တဲ့ HMI အယောင်းပြပွဲတွေမှာဆိုဒါရောင်းအားအကောင်းဆုံးစာအုပ်လေးတစ်ခုဖြစ်ခဲ့ပါတယ်ဒီစာအုပ်လေးရဆိုရင်ကျွန်တော်တို့ခေါင်းစဉ်တစ်ခုမှာ HMI နဲ့ပတ်သက်လို့သိကျင်တဲ့ဟာလေးတွေဆိုခေါင်းစဉ်တစ်ခုပေးထားပြီးတော့အောက်ကအချက်လက်ပါဝင်ရမယ့်အချက်လက်လေးတွေသိတဲ့အချက်လက်လေးတွေသူက3-4မျိုးနဲ့ဒါပါဝင်နိုင်တဲ့အချက်လေးတွေကိုသူကအကြမ်းမြင်လေးဖော်ပြထားတာပေါ့အဲ့ဒါကြောင့်သူ့ HMI ပြီးတယ်လို့သူကနာမည်ပေးထားပြီးတော့ဒါထုတ်ဝေထားတာပါဒီစာအုပ်လေးကဒါလူတိုင်းလက်ဆွဲထားတဲ့HMI နဲ့မကင်းတဲ့လူတိုင်းလက်ဆွဲထားတဲ့စာအုပ်လေးတစ်ခုဖြစ်ပါတယ်နောက်ထပ်စာအုပ်လေးကတော့ဒါကျွန်တော်တို့ဟောပေါ့မြန်မာနိုင်ငံရဲ့စီးပွားရေးသူရဲကောင်းများစာအုပ်ဖြစ်ပါတယ်ဒီဟာဆိုရင်မြန်မာနိုင်ငံမှာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်12ဦးရဲ့အကြောင်းကိုဒါအင်တာဗျူးပြီးတော့ဒါရေးထားတဲ့စာအုပ်လေးပါဒီထဲမှာဆိုအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်12ဦးကသူတို့ရဲ့ဒါဘလို့စူးစမ်းရုန်းကန်လာပြီးတော့အောင်မြင်လာတဲ့ဆိုတဲ့အကြောင်းလေးတွေကိုဒါကျွန်တော်တို့နောက်မျိုးဆက်သစ်တွေအတွက်နီးယူဖို့ကောင်းအောင်သူကဖော်ပြထားတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒါလေးရဆိုရင်များကျွန်တော်တို့ဒီ iMyanmar ထုတ်တဲ့စာအုပ်ထဲမှာဆို2ကြိမ်ရိုက်ရတယ်တစ်နှစ်ထဲမှာ2ကြိမ်ရိုက်ပြီးတော့ရောင်းကောင်ဆုံးနံပါတ်10အုပ်စင်းထဲမှာလည်းသူကဝင်ခဲ့တဲ့စာအုပ်တုပ်ဖြစ်ပါတယ်တကယ်အောင်မြင်ခဲ့တဲ့စာအုပ်ပဲပေါ့နော်ဟုတ်ကဲ့နောက်တစ်ခုကတော့ဒါမြေရှင်တတိဖြစ်ပြရလေးပေါ့ဒီမြေရှင်တတိဖြစ်ပြရလေးကတော့ဒါလွှတ်တော်ရှင်နေမောင်ကောင်းဖေကိုတိုင်းဒါရေးထားတဲ့ဒါဟိုပါဆောင်းပါတွေပါပဲဒါဒီဆောင်းပါတွေကတော့ iMyanmar magazine ထုတ်ဝေတော့ကလည်းသူ့ကိုပင်တိုင်းဆောင်းပါရှင်အနေနဲ့ကျွန်တော်တို့ကဖိတ်ခေါ်ပြီးရေးခိုင်းပြီးတော့ရေးထားတဲ့စာတွေဆောင်းပါတွေပါဝင်တယ်လို့တခြားမှာရေးထားတဲ့ဆောင်းပါတွေလည်းပါဝင်ပါတယ်အဲ့ဒါတွေကိုကျွန်တော်တို့ကစုပေါင်းပြီးတော့မှဒါမြေရှင်တတိဖြစ်ပြရလေးဆိုတဲ့ကျွန်တော်တို့စာအုပ်အနေနဲ့ခေါင်းစဉ်တက်ပြီးထုတ်ဝေထားတာပါဒီစာအုပ်လေးကတော့သူကိုယ်တိုင်လိုက်ပါဆောင်ရွက်ရတဲ့ HMI နဲ့ပတ်သက်တဲ့ဒီဟွာတွေပေါ့ဟိုလုပ်ပေးရတဲ့ကိစ္စတွေမှာသူရဲ့အတွေ့အကြုံတွေကိုရေးထားတဲ့စာအုပ်လေးတုပ်ဖြစ်ပါတယ်ဗျကဲဒီနောက်တော့ကတော့ဒါကျွန်တော်တို့ရွှေရင်တော့ဖွင့်ကြဒါတော့ဗျာဟိုပါပေါ့ဒါမြန်မာနီးမြန်မာဟန်နဲ့အိမ်ချမ်းမြေဘယ်လိုရောင်းရမယ်ဘယ်လိုဝယ်ရမယ်ဥမာကိုဝယ်တဲ့မြေတွေကတန်လားမတန်လားကိုအိမ်နဲ့ကိုဝယ်တဲ့အိမ်ကတန်လားမတန်လားဒီဟာလေးတွေကိုဒီလမ်းညွှန်ပေးထားတာပေါ့မြန်မာနီးမြန်မာဟန်နဲ့သူတစ်ပါးကိုလည်းမထိခိုက်အောင်ကျွန်တော်တို့ကမြန်မာနီးမြန်မာဟန်နဲ့အစီရင်လေးတွေလုပ်ပြီးတော့ဒါကျွန်တော်တို့လှုပ်လိုက်ခြင်းအပြင်ကိုရောင်းနေတာကိုဝယ်ခြင်းတာတွေထွက်သွားမယ်တန်တန်ရှင်းဖြစ်သွားမယ်ဆိုရင်ဒါကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်ဒီဟာလေးကလည်းကျွန်တော်တို့ HMI နဲ့မကင်းတဲ့သူတွေအတွက်လက်ဆွဲထားဖို့ကျွန်တော်တို့ထုတ်ဝေပေးထားခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ဒီစာအုပ်စာဆိုလို့ရှိရင်လည်းဆရာကြီးမင်းသိန်ခါရဲ့တပည့်အရင်ဖြစ်တဲ့ဇေယော်နေရရေးသားပေးထားတာဆိုတော့လေအဲထဲမှာဆိုလို့ရှိရင်လည်းHMI ကာလာတွေရေဒီယာတွေနဲ့စောင်းရရှောင်းရတွေကိုလည်းအထူးစိတ်ဝင်စားဖြစ်အောင်လို့ရေးသားထားတာတွေ့ရတယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့ဒီစာအုပ်လေးကဒါထူးခြားချက်ပေါ့လေဒါကျွန်တော်တို့ဒီစာအုပ်လေးကို2ရက်ထဲနဲ့ကျွန်တော်တို့အပြီးဖြစ်အောင်ကျွန်တော်တို့ဒါလုပ်ခဲ့ကြရတာပါဒါဆရာဇင်ဝန်ဒီကလည်းသူကဟောပြောမှုတွေနဲ့သူကလုပ်နေရတဲ့အတွက်သူအားတဲ့အချိန်ကညပိုင်း12နာရီကနေနောက်ပိုင်းမှာကျွန်တော်တို့ကဒီစာအုပ်လေးကိုဖြစ်အောင်ကျွန်တော်တို့ဟိုရေးခဲ့ကြရတာပေါ့ဒါလေးကိုဖန်တီးခဲ့ကြရတာပါဒီထဲမှာဆိုရင်ဒါသူကဟိုပါပေါ့သူကဆရာကြီးမင်းသိန်ခါရဲ့ဟိုနဲ့သူနဲ့ဟိုပြောကြဆိုကြတဲ့ပုံစံနဲ့ဝိထုအသွားလေးနဲ့ရေးထားတာ9ပုဒ်ပါမယ်ပေါ့ကျန်တဲ့ဟာတော့ကျွန်တော်တို့က
နီလန်းလေးတွေပေါ့လေဒါမြေဝယ်ပြီးရင်မြေတန့်မှုကအတွက်ဘယ်လိုလုပ်ရမလဲနောက်တစ်ခါကျဘယ်နေသားဒီမြေပိုင်ဆိုင်မှုဘာတွေလုပ်ရမလဲဆိုတဲ့ဟာမျိုးလေးတွေကိုတော့သူကလမ်းညွှန်ပေးထားတာပါဒီစာအုပ်လေးဝယ်ထားခြင်းအပြင်လောက်ကြည့်ရင်မမဘူးပေါ့အန်ရလည်းမရှိဘူးပေါ့ စောက်ထားတဲ့စာအုပ်လေး ဆောင်း ပေါ့ ထားတဲ့ နော် စာအုပ်လေးပါဟုတ်ကဲ့ကျွန်တော်တို့ iMyanmar House ကထုတ်တဲ့စာအုပ်73မျိုးကတော့ကျွန်တော်တို့အိမ်ချမ်းမြေအကြောင်းတည်ကောင်းလည်းရနောက်တစ်ခါကျအိမ်ချမ်းမြေလွယ်တူရှင်းနောက်တစ်ခါကျတော့ကျွန်တော်တို့အိမ်ပရင်ကြီးကိုရအိမ်ပွဲစားနဲ့အိမ်ပွဲစားပညာပေါ့ဒါဆရာကြီးစိုးရဲ့စာအုပ်တွေပါနောက်ထပ်ကျွန်တော်တို့ဟောဒီခုနကတော့ဆရာမောင်ကောင်းပြရေးတဲ့မြေရှင်တတိဖြစ်ပေးရတယ်နောက်တစ်ခါဆရာထီရေးထားတဲ့တိုက်ခန်းနဲ့ကွန်ဒိုကန်ရောင်းဝယ်ကမမားစေဘူးဆိုတဲ့စာအုပ်တွေလည်းရှိပါတယ်နောက်တစ်ခါကျတော့ကျွန်တော်တို့ဆရာဦးကျော်စီကရေးတဲ့အိမ်ချမ်းမြေရေးကြီးစာချုပ်နဲ့ပတ်သက်တဲ့စာအုပ်လည်းထုတ်ဝေထားပါတယ်နောက်တစ်ခါကျအိမ်ချမ်းမြေဥပဒေရေးအတိမတ်ဆရာဆိုတဲ့စာအုပ်လည်းထုတ်ဝေထားပါတယ်အဲ့စာအုပ်ကြီးပြင်ကိုနောက်ဒါဦးသန်းမန်တိုင်းရဲ့ပေါ့လေကြုံတွေ့ရအိမ်ချမ်းမြေလောကမှာဗျာဆိုတဲ့စာအုပ်လေးကျွန်တော်တို့ထုတ်ဝေထားပါတယ်ဗျာဒါတွေကအိမ်ချမ်းမြေနဲ့မကင်းတဲ့တူတိုင်းလက်ဆွဲထားတဲ့စာအုပ်လေးတွေဖြစ်ပါတယ်အခုလိုမျိုးအိမ်ချမ်းမြေကျောင်းရနဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့လူတွေစောင့်ထားတဲ့စာအုပ်တွေနဲ့ပတ်သက်ပြီးတော့အသေးစိတ်ရှင်းပြပေးသွားတဲ့အကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်လည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအခုတင်ဆက်ပေးသွားတာတော့ iMyanmarHouse.com ကနေထုတ်ဝေတဲ့စာအုပ်တွေအကြောင်းကိုစိတ်ဝင်စားဖွယ်ရာဆွေးနွေးတင်ဆက်ပေးသွားတာဖြစ်ပါတယ်ဒီ talk show စီစဉ်လေးတွေမှာနောက်ထပ်ဆိုလို့ရှိရင်လည်း iMyanmarHouse.com နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာတွေဘူးတူတိုင်းနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးအောင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ iMyanmarHouse.com နဲ့ဆက်ဆက် channel တွေဖြစ်တဲ့ Facebook, YouTube, Telegram စတဲ့ channel တွေကိုလည်း like and follow ပြုလုပ်ရင်းနဲ့စောင့်ကြည့်ကြဖို့အတွက်ကိုဖိတ်ခေါ်လိုက်ပါတယ်နော်အားလုံးကိုကျေးဇူးများတင်ပါတယ်